သွေးတန်တရဲရဲနဲ့တက်ခွဲခန်းရုံးချုပ်ကနေလွတ်မြောက်လာတဲ့ကလေးမလေးတယောက်ဟာခြေဦးတရထွက်ပြေးလာရင်နွားကြံတစ်ခုထံရောက်ရှိလာပါတယ်။အဲ့ဒီချိန်အမေစီလာခဲ့ပါဆိုတဲ့အတန်အားနားထဲမှာပဲ့တင်ထက်နေအောင်ကြားနေရပြီးနောက်ကနေဝယုံသုံးကားနဲ့ပြေးကိုက်လာတဲ့ခွေးတစ်ကောင်ကိုလှည့်ကြည့်လိုက်ပါတယ်။အပိုင်းတီတုံးကဂျာညွန်းတို့မမွေးခင်အတိတ်ကာလကနွေရာသီကျောင်းပိတ်ရက်မှာတော့ပျော်ပွဲစားထွက်လာတဲ့ကျောင်းသူကျောင်းသားတွေကြားမင်းညကနေဘဲနဲ့အိတ်ခဲ့တာမလားဆိုတဲ့တငယ်ချင်းဖြစ်သူရဲ့စကားကြောင့်ရက်ကိုချက်ကန်းညင်းနေတဲ့ကောင်မလေးကလိုက်ပြီးနှုတ်ပိတ်နေပါတယ်။အဲ့ဒီချိန်အားလုံးကတချင်းနေဖွင့်ပြီးကားခုန်နေကြတာမို့ဘေးနာကတငယ်ချင်းကပါထားကနေတော့ဘဲနဲ့လက်လွန်ပြီးရင်သွေးလေးတောင်လွှဲထားရတဲ့အဲ့ဒီမိန်းကလေးကသူမရဲ့ဘိုက်ကိုပို့ရင်တယောက်တည်းအတွင်းများနေပါတယ်။ဒီလိုနဲ့ခရီးကအတော်ဝေးလာပြီးမို့အားလုံးအိမ်မောကြနေကြချိန်ကျောင်းသားတွေကြားမှာလိုက်ပါလာတဲ့လူတစ်ယောက်ကမူမမှန်တဲ့အကြည့်တွေနဲ့လမ်းကြည့်နေတာမို့ကောင်မလေးကအကဲခတ်နေပြီးအဲ့ဒီနောက်ဘူးကောင်ကိုအာယုံစိုက်မနေဖို့တကယ်ချင်းဖြစ်သူကအိမ်ငိုက်နေရင်မှာပါတယ်။အဝေးပြေးလမ်းမကြီးရဲ့တနေရာကိုအရောက်ကားကလမ်းခွဲတစ်ခုထံချိုးဝင်သွားတာကိုကျောင်းသားတစ်ယောက်ကအရင်သတိထားမိလိုက်ပြီးမိုင်းတွင်းနေရာကြီးတစ်ခုထံမှာဝင်လာတာကြောင့်ကျောင်းသူကျောင်းသားတွေကလှုပ်လှုပ်ရွရွဖြစ်လာကြပါတယ်။ကျောင်းသားတွေကိုစောင့်ရှောက်ဖို့ပါလာတဲ့ရှစ်သုံးကဘဲတွေကတယောက်ကိုတယောက်အချက်ပြနေကြပြီးကားကိုရက်လိုက်ပြီးချင်းချင်းတန်းငွေကမျက်နှာဖုံးတွေကိုတက်ဆင်လိုက်တဲ့အဲ့ဒီဘဲတွေကကျောင်းသားတွေကြားကိုအိမ်ငွေချတန်းငွေတစ်မျိုးကိုပြစ်ချလိုက်ပြီးကျန်တဲ့သူတွေကိုတော့ရိုက်နှက်ခါကိုဝန်ရှိနေတဲ့ကောင်မလေးကိုတော့လာပြီးထမ်းခေါ်သွားကြပါတယ်။ဒီလိုနဲ့သတိပြန်လည်လာတော့ကျောင်းကားတစ်စီး6ထဲပြုတ်ကျကလမ်းမှာလည်းဗားမျက်မြေတက်သေးမှမရှိတာကြောင့်မတော်တဆဖြစ်ပြီးပြုတ်ကျသွားတယ်လို့ယူဆရပြီးတေဆုံးသူတွေကိုတော့ရှာဖွေဖော်ထုတ်ပေးသွားမယ်ဆိုတဲ့သတင်းတွေကြေညာနေပါတယ်။အဲ့ဒီသတင်းကိုကြည့်နေတဲ့ဗမောက်ခကြီးကကောင်မလေးသတိရလာတာကိုသိပြီးချင်းဘာမှကြောက်မနေဖို့သတိပေးတော့သူမဘိုက်ထဲမှာကလေးလေးရှိကြောင်းပြောပြပါတယ်။အဲ့ဒီကိစ္စကိုဗမောက်ခကြီးကတည်ထားပြီးသားမို့ဘိုက်ထဲမှာရှိနေတာကအမွာညီအမလေးဖြစ်တဲ့အကြောင်းနဲ့အဲ့ဒီကောင်မလေးကသူတို့မျိုးရိုးဗီဇဆန်းသတ်မှုရဲ့ပထမဆုံးသူဖြစ်တာကြောင့်တခြားညီကိုမောင်နှမတွေလည်းရလာအောင်သူတို့ကလှုပ်ပေးမယ်လို့ဆိုပါတယ်။အဲ့ဒါကဘာကိုဆိုလိုတာလဲလို့မေးခွန်းပြန်ထုတ်နေတော့ဗမောက်ခကြီးရဲ့အမွာညီမဖြစ်သူကပါဘေးနားရောက်လာပြီးနင်းပဲသူလဲဆိုတာမသိဘူးလားလို့ဆိုနေတာကြောင့်အံ့ဩထိတ်လန့်မိသွားပါတယ်။ယခုပြစ္ဆုတ်ပံကာလကိုပြန်ရောက်လာတော့ဗမောက်ခကြီးတို့ရဲ့ဌာနချုပ်ကိုလူတစုကလာရောက်စီးနှင်းကစမ်းသက်ခံထားရတဲ့ကလေးတွေအားတယောက်မကြံအကုန်ရှင်းလင်းထားခဲ့ပါတယ်။တုံးလုံးပတ်ဆက်အဆုံးသက်ခံရတဲ့လူတွေကြားမှာသတိပြန်လည်လာတဲ့ကောင်မလေးတယောက်ကခေါင်းမှာတက်ထားတဲ့ဆေးဘက်ဆိုင်ရာကရိယာတွေကိုဆွဲပြုတ်လိုက်ရင်အဲ့ဒီတက်ခွဲကန်းကြီးတွေကနေလွတ်မြောက်လာခဲ့ပါတယ်။အပြင်ပတ်ဝန်းကျင်နဲ့မထိတွေ့ဘူးသေးတဲ့အဲ့ဒီကောင်မလေးကတော့သူမမရှိတဲ့ထူးခြားတဲ့စွမ်းရည်တွေကြောင့်ပတ်ဝန်းကျင်မှာရှိတဲ့တာမန်အတန်တွေကသူမနားထဲမှာစူညံတန်တွေလိုတိုးဝင်လာတာမို့မခံမရနိုင်ဖြစ်နေပါတယ်။ကံချိန်မှာရှိတဲ့ဗမောက်ခကြီးရဲ့ညီမဒေါက်တာပဲရှိရတဲ့ဌာနချုပ်ရဲ့အရေးပါသူဂျန်ဆိုတဲ့လူငယ်တယောက်ကလာရောက်တွေ့ဆုံခဲ့ပြီးဒီမနေ့အာယုံတက်ချိန်တုန်းကအငိုက်မိသွားခဲ့တာကြောင့်ဌာနချုပ်ကပျက်စီးသွားပြီဆိုတဲ့အကြောင်းပြောပြပါတယ်။အေးစေးနားနေတဲ့သူကိုဒီလိုစိတ်မချမ်းမြေ့တဲ့သတင်းပြောပြရတာနည်းနည်းတော့ဝန်လေးတဲ့ဆိုပေမဲ့တောင်းရှိတဲ့သူဆိုတော့တီထားတဲ့ထင်လို့လာပြောပြတာဖြစ်ကြောင်းပြောရင်ဒီဖောက်ထွင်းမှုကအပြင်လူရဲ့လက်ချက်တော့မဖြစ်နိုင်ဘူးလို့ဆိုပါတယ်။ပြီးတော့ဂျန်ကဒေါက်တာပဲထိန်းချုပ်ထားတဲ့သူတွေတဲကတယောက်လောက်တာလို့တန်တရားဖြစ်နေပြီးဘယ်ဘက်ကလှုပ်တယ်လဲဆိုတာစုံစမ်းကြည့်ရင်သိနိုင်တာပဲမလားလို့ဒေါက်တာကတုံ့ပြန်မိမဲ့ဟိုကောင်မလေးကလွတ်မြောက်သွားပြီလို့ဆိုပါတယ်။နင်းနေကြလျှောက်သွားနေတဲ့ရှင်စီအားဆိုတဲ့အဲ့ဒီကောင်မလေးကတော့ခြေဦးတဲအားထွက်လာရင်ကားလမ်းမကြီးတစ်ခုပေါ်ရောက်သွားတဲ့အချိန်နောက်ကနေအချိန်နဲ့မောင်းနေလာတဲ့ကားတစ်စီးကဟွန်းကိုအဆက်မပြတ်တီးလာပြီးမဲ့ကောင်မလေးကဂီယူတောင်မဆိုင်တာမို့တိုင်းမိမလို့တောင်ဖြစ်သွားပါတယ်။အဲ့ဒါနဲ့နောက်ပြန်ဆုတ်လာတဲ့ကားကဘာလို့ဒီလိုပုံစံဖြစ်နေတာလဲလို့မေးခွန်းထုတ်နေပေမဲ့အဘဲတောက်နေတဲ့ဆေးလိတ်ကိုသာထူးဆွမ်းစွာလိုက်ကြည့်နေတာမို့လူကြီးမေးနေတာကိုပြန်ဖြစ်ရကောင်းမှမသိဘူးလားဆိုပြီးကားပေါ်ဆွဲတင်ခဲ့လိုက်ပါတယ်။ကားပေါ်မှာတော့ရောင်းဤဆိုတဲ့အမျိုးသမီးတယောက်အားဖမ်းခေါ်လာတာတွေ့လိုက်ရပြီးဘာမှမဆိုင်တဲ့ကလေးကိုဘာလို့ခေါ်လာတာလဲမေးနေတာကြောင့်အခုနေ့အချိန်တွေကသူများကိုစိတ်ပူနေရမယ့်အချိန်လားပြန်မေးပါတယ်။စိတ်ကျမ်းမာရေးဆေးရုံမှာဝတ်ပေးတဲ့အင်ကြီးပုံစံနဲ့တကိုယ်လုံးမှာလည်းသွေးတွေပေးချန်နေတဲ့ရှင်စီအားကိုအဲ့ဒါတကယ်သွေးတွေလားလို့ဆိုနေတော့ဒီတိုင်းပဲလမ်းမေးချပေးခဲ့လိုက်လို့ပြောနေတဲ့ရောင်းဤနဲ့အပြန်လန်ညင်းခုန်နေကြချိန်သူတို့မောင်းလာတဲ့ကားပိုင်ရှင်ရဲ့ဖုန်းနံပါတ်ဘယ်နေရာကခိုးလာတာကစကောင်မလေးကအကုန်ရွတ်ပြနေတာမို့နင်ကအဲ့ဒီရက်ကွက်ကလားလို့မေးပါတယ်။လူကြီးမင်းနေတာကိုပြန်မဖြစ်ရကောင်းလားဆိုပြီးဘေးနာကတယောက်ကခေါင်းကိုရိုက်လိုက်တာကြောင့်ရောင်းဤကဝင်တားပေမဲ့သူပဲအရိုက်ခံလိုက်ရတဲ့အပြင်ရှင်စီယာကိုသပင်ဆောင်ဆွဲကဘာလို့မခံလေးသာလှုပ်နေတာလဲဆိုတဲ့ဘဲအားလွတ်လွတ်တခွန်းနဲ့တုံ့ပြန်တော့အဘဲတွေကလောင်ရီလိုက်ကြပါတယ်။အဲ့ဒီရက်ကွက်ထဲကအယူမလားဆိုတဲ့မိကုန်းကြောင့်တိမခံနိုင်တော့တဲ့ရှင်စီအားလည်းကားနောက်ဖုံးတွေပါပွင့်ထွက်သွားတဲ့အထိအထက်ကဘဲတွေအားလုံးကိုစိတ်ရှိတိုင်းပညာပေးလိုက်တာမို့ကားပါဘေးကတော်တဲ့ကိုထိုးဝင်သွားပါတယ်။သတိပါလက်သွားတဲ့ရောင်းရီတယောက်သတိပြန်ကတ်လာတဲ့အချိန်လေရွတ်တိုက်သွားနေတဲ့လူတယောက်ကိုပါအဆုံးသတ်ဖို့လုပ်နေတဲ့ရှင်စီအားကိုတားကလဲကျနေတဲ့ဘဲအားရဲစကန်ဖုံးတစ်ပတ်ခေါ်ပေးထားခဲ့လိုက်ပြီးရောင်းရီကထွက်ပြေးဖို့လုပ်ပါတယ်။ပြီးမှအတွေးဝင်သွားတာနဲ့တော်ထဲမှာလမ်းပြောင်းနေပုံရတဲ့ရှင်စီအားကိုပါအတူတူသွားရအောင်လို့ပြန်ပြောပြီးဆွဲခေါ်လာလိုက်ပါတယ်။
ရောင်ဤကတော့သူမတို့ရောက်နေတဲ့ဒီနေရာထံအတိဦးလေးကြီးတယောက်ကိုအကူအညီတောင်းလက်ခေါ်ကဘာတွေဖြစ်ခဲ့တာလဲမေးနေတာကြောင့်အရင်ဆုံးဒီကနေထွက်သွားမှရမယ်လို့ဆိုနေတော့တွေ့တွေပေးချင်နေတဲ့ရှင်စီယာကိုပါမြင်လို့ကြောင်ကြည့်နေကြပါတယ်အဲ့ဒီချိန်နှာခေါင်းသွေးတွေစီးကြနေတဲ့ကောင်မလေးကရုတ်တရက်လဲကျသွားတာကြောင့်အမြန်ပြေးခေါ်လာခဲ့ကြပြီးတတိပြန်ရမလာခင်ခန္ဓာကိုယ်ပေါ်မှာစိုက်နေတဲ့မှန်သားတွေကိုထုတ်ပေးနေရင်ဒဏ်ရာတွေကထူးဆန်းစွာတာမန်အတိုင်းပြန်ဖြစ်သွားတာမို့တလိษံကုဆရာဝန်ဖြစ်တဲ့အဲ့ဒီဦးလေးကြီးပါကြောင်းတောင်ဖြစ်သွားပါတယ်ရှင်စီယာရဲ့လက်ချက်နဲ့ဇက်သိမ်းမလာခဲ့တဲ့ဘဲတွေကရောင်းရီဦးလေးရဲ့တပည့်တွေဖြစ်ပြီးရောင်းရီရဲ့ဖခင်ထားခဲ့တဲ့မြေခွက်တွေကိုအလကားသိမ်းပိုက်ချင်နေသူလည်းဖြစ်ပါတယ်ဒီကလေးမလေးကတခုခုထူးဆန်းနေတယ်လို့ပဲဆိုပြီးပြောပြလာတဲ့ဦးလေးကြီးကပါလာတဲ့ဒဏ်ရာတွေကလည်းဥပဒေနဲ့မကင်းသလိုပဲမို့ရဲကိုမတိုင်လို့ဖြစ်ပါမလားမေးတော့အဲ့ဒါကြောင့်ပဲရဲတိုင်လို့ပို့ပြီးမဖြစ်တာလို့ဆိုပါတယ်လက်တလောတက်တာသွားတဲ့အချိန်ကြီးတော့ရောင်းဤကသူပဲခေါ်ထားလိုက်မယ်ဆိုပြီးမြို့ပြနဲ့အဝေးတနေရာကသူမတို့နေအိမ်ထံခေါ်လာတဲ့လမ်းမှာငငယ်လေးတွေကဓခွဲကန်းထဲမှာပဲရှင်တန်ခဲ့ရတဲ့ရှင်စီယာအတွက်လွတ်လပ်ခြင်းရဲ့အရာသာကိုကောင်းကောင်းကြီးခံစားစေခဲ့ပါတယ်။ညာကြီးမိုးချုံမအိမ်စီပြန်ရောက်လာကြတော့ရောင်းရဲ့မိဘတွေကတယောက်မှအသက်ရှိထင်ရှားမရှိတော့ပဲမောင်လေးတယောက်သာရှိတော့တာဖြစ်ပြီးရောင်းရဲ့မျက်နှာကိုညှစ်ခါမောင်ဖြစ်သူဒေးကြီးကဘာဖြစ်ခဲ့တာလဲမေးနေချိန်ရှင်စီယာကလက်ကိုဝင်ညှစ်နေတာကြောင့်သူ့မောင်လေးအရင်ဖြစ်ကြောင်ရှင်းပြမှလွတ်ပေးပါတယ်။ကောင်မလေးကပါသူကဘာတူလဲမေးနေတာကြောင့်ဒီမှာတဲဖို့လိုက်လာတဲ့အတိညီမလေးဖြစ်ကြောင်းအတိပေးတော့ကိုရီးယားကိုပြန်ရောက်လာတာတောင်မကြသေးပဲအတိတွေဘာတွေတောင်ရှိနေပြီပေါ့လို့ပုတုတွေပြောကအပေါ်ဓာတ်ကိုတက်သွားပါတယ်ခဏနေညသာစားကြတော့ရောင်းရီချက်ထားတဲ့ဟင်းတွေကိုရှင်စီအားကမစားပဲထူးထူးဆန်းဆန်းကြည့်နေရကြောင်းဂရင်းမတွေ့လို့လားမေးနေချိန်မောင်ဖြစ်သူကဘယ်တော့ကအရသာရှိဘူးလို့လဲဝင်ပြောနေတာမို့ချက်ကျွေးတာကိုစားပြီးအရသာမတွေ့နေရင်မစားနဲ့ပေါ့လို့ဆိုကထားရိုက်နေချိန်မှာကောင်မလေးကအားရပါရစားကြိတ်ပါတော့တယ်အောင်ဖြစ်သူနဲ့စကားများပြီးမှနောက်ကိုပြန်လှည့်ကြည့်လိုက်တော့တပွဲဘောကဟင်းတွေတခုမှမကြံတော့တာကိုတွေ့ခဲ့ရပြီးရှင်စီယာကိုအိတ်ခမ်းလိုက်ဖို့ကနေ့လည်ကကူညီပေးခဲ့တာအတွက်ကျေးဇူးတင်စကားပြောတော့အခုချိန်ထိစကားတခုမှမပြောသေးတဲ့ကောင်မလေးအားနားတော့ဖို့သာပြောပြီးထွက်သွားပါတယ်ဒေါက်တာဘဲတို့ဘက်မှာတော့လွတ်မြောက်သွားတဲ့ရှင်စီယာကိုပြန်လည်ဖမ်းဆီးဖို့အတွက်ကောင်မလေးရဲ့အချက်လက်တွေကိုအထူးအကျင့်ဂျိုဟွန်းဆိုတဲ့မိန်းကလေးအားအသေးစိတ်ရှင်းပြနေပြီးအဲ့ဒီကောင်မလေးကသူထင်ထားတာထက်ခန္ဓာရည်ရှိတယ်လို့ဆိုပါတယ်ဒါပေမဲ့ဌာနချုပ်ကိုလာဖြတ်စီးသွားတဲ့ဂျာယွန်းရဲ့လက်ချက်နဲ့လက်တလောတော့တိတ်ပြီးလှုပ်ရှားနိုင်မှာမဟုတ်ဘူးလို့မှားလိုက်ရင်ဖတ်တော်မဲ့ဂျိုးတို့ကိုရှင်စီယာအတွက်လိုမဲမဲဆိုပြီးစီတင်ထားတဲ့ခြေရခန်းသက်အားထည့်ပေးလိုက်ပါတယ်ဒီလိုနဲ့ဒေါက်တာဘဲစီကထွက်လာကြတော့နောက်ကကတ်လိုက်လာတဲ့ကားတစ်စီးကြောင့်ကားအရှိန်ကိုတင်လိုက်ပြီးဘေးကိုချိုးဝင်ကမျက်ခြေဖြတ်လိုက်ပါတယ်ဂျိုးတို့ကားကရုတ်တရက်ပျောက်သွားတာကြောင့်ဟိုဘဲတွေကတောင်ဖြစ်နေကြတော့ဘေးကနေရုတ်တရက်ပြန်ပေါ်လာကတက်တက်ကြီးပြစ်တိုက်လိုက်ပါတယ်ဂျိုးရောသူမတပည့်တွန်ရောကတာမန်လူတွေမဟုတ်ကြပဲနောက်ရောက်ခံလိုက်လာသူတွေကလည်းအလားတူပဲဖြစ်တာကြောင့်မင်းတို့ကိုတိတောင်မတိတာမို့ပြဿနာမဖြစ်ဘဲနေကြရအောင်လို့တွန်ကပြောနေချိန်ဟိုဘဲတွေကကားတကားကြီးနဲ့လမ်းပစ်လိုက်ပါတယ်ပြီးတာနဲ့ဝယုံတုံးကဝင်တိုက်ခိုက်လာတဲ့ဟိုဘဲနှစ်ယောက်အားတွန်တယောက်ထဲကပဲဖြည့်ရှင်းပေးလိုက်တာမို့မင်းတို့အထက်လူကြီးကိုသူနဲ့လာတွေ့ဆိုပြီးမာလွတ်လိုက်ပါတယ်အခုဘဲကိုဆက်သွားကြမှလည်းမေးတော့ဒီကောင်မလေးကိုတွေ့တဲ့နေရာထိပတ်သွားနေရမှာဖြစ်ကြောင်းပြောနေရင်းကနေခရခန်းသက်မှာရှင်စီယာရဲ့ဒီနေရာကိုအချက်ပြလာပြီးတစ်ဖက်မှာကောင်မလေးကတော့မအိတ်ခင်တယောက်တည်းထိုင်နေတော့နှာခေါင်းသွေးတွေယူစီကြလာပါတယ်ပြီးတော့နားထဲကိုတိုးဝင်လာတဲ့စူညံတန်တွေကြားကနေမိမိစီလာခဲ့ဆိုတဲ့အတန်ကိုပါကြားနေရပြီးခဏကြာပြီးမှပြန်သက်သာသွားချိန်ဗီဒင်းပေါက်ကိုဖွင့်ကြည့်လိုက်တော့သူမရှိနေတဲ့နေအိမ်ထံဥတီနေတဲ့ကားတန်းကြီးကိုမြင်လိုက်ရပါတယ်အဲ့ဒါကရောင်းရီရဲ့ဦးလေးရုံးတူတို့အဖွဲ့ဖြစ်ပြီးဖခင်အမဲလိုက်တုန်းကအသုံးပြုခဲ့တဲ့တနက်ကြီးနဲ့ရောင်းရီကအိမ်ဝမှာရက်နေရမို့ကိုဦးလေးရင်းကိုလိမ့်လိမ့်မမဆက်ဆက်တတ်အောင်နင့်ဖေကမတင်ပေးထားခဲ့ဘူးလားလို့မေးပါတယ်ရောင်းရီကတော့ရှေ့တိုးလိုက်ရင်တကယ်ပြစ်မဲ့ပုံစံကြီးနဲ့ရက်နေပြီမဲ့လူကိုရောပြစ်ဖူးရလားမေးပြီးတပည့်ဖြစ်သူတွေအားတနက်သွားဆွဲလူခိုင်းချိန်အမဖြစ်သူကိုချုပ်ထားတဲ့ဘဲတွေကိုဒေဂီကနောက်ကနေဒုံးနဲ့လာရိုက်နေတာမို့သူပဲပြန်အရိုက်ခံလိုက်ရပါတယ်ရုံးသူကအကိုဖြစ်သူထားခဲ့တဲ့မြေခွက်တွေကိုမတန်မရစိမ့်နဲ့ရောင်းရီတို့စီကနေလက်ဝက်ကြီးအုပ်ချင်နေတာဖြစ်ပြီးစာချုပ်မှာအသာတကြီးလက်မှတ်ထိုးကရတဲ့ပတ်စံနဲ့ဆိုးမအေးအေးဆေးဆေးသွားနေဖို့ချိန်ချောက်ပါတယ်တည်တဲ့အထိနင့်ကိုတော့ပေးမှာမဟုတ်ဘူးလို့တုံ့ပြန်လာတဲ့ရောင်းရီကဖေးကိုလည်းနင်းမဲလှုပ်ချက်လိုက်တာမလားဆိုပြီးဆဲဆိုနေတာကြောင့်ပါပိတ်ရိုက်ခံလိုက်ရပြီးပြန်ခုခံဖို့လှုပ်နေတဲ့ဒေဂီပါထိုးကြိတ်ခံနေရပါတယ်အဲ့ဒီချိန်ခေါမိုးထိတ်မှရက်နေတဲ့ရှင်စီယာကိုရောင်းရီကအရင်မြင်လိုက်ရပြီးအဲ့အပေါ်မှာအန်ဒီရယ်များလို့ဆင်းလာခိုင်းနေတဲ့ရုံးတူကိုဂယုမဆိုင်ပဲအလုံးတားနေတဲ့ကြားကနေခုံချပစ်လိုက်ပါတယ်သူတို့ထင်ထားသလိုကောင်မလေးကဘာမှမဖြစ်သွားတာကြောင့်ညက်လဲလာပြနေတာလားမေးနေစဉ်ရောင်းရီကိုနှိပ်စက်နေတဲ့ဘဲနီနာချင်းကပ်သွားပြီးအနားရောက်တာနဲ့စောက်ကန်လိုက်တဲ့အချိန်အလုံးကမြင်လိုက်တဲ့မျက်လုံးတွေကိုတောင်မယုံကြည်နိုင်ဖြစ်နေကြပါတယ်ဒေဂီရဲ့ဘေးကကောင်သားကိုပါသတိမထားမိလိုက်ခင်မှာပဲထက်ရောက်လာပြီးဝေးကြီးကြီးလွှင့်ပစ်လိုက်တာမို့မင်းတို့ရောငါမြင်သလိုမြင်လိုက်ကြလားလို့ပါရုံးတူကကြောင်ကနန်းတွေဖြစ်နေပါတယ်အားလုံးရှေ့တောင်မတိုးရဲဖြစ်နေတာကိုတွားတိုက်ခိုက်ဖို့အမိန့်ပေးပေမဲ့
ရှေတိုးလာတဲ့တယောက်ချင်းစီတိုင်းကိုကြက်ကလေးငှက်ကလေးရိုက်တတ်တယ်လို့လှုပ်ပြနေတာမို့ဘေးနားမှာတယောက်မှမကြံတော့တဲ့ရုံးသူကကြောက်အားလက်အားနဲ့အသိစိတ်တွေပါလွတ်ကုန်ပါတယ်အဲ့ဒီချိန်မှာရောင်းဤကဝင်တားပစ်လိုက်ပြီးမြန်မြန်ပြန်တော့ဖို့ရုံးသူကိုပြောနေပေမဲ့ဟိုဘဲကစကားတောင်ကောင်းကောင်းမပြောနိုင်ဖြစ်နေတာကြောင့်အတိတ်ကတ်သွားအောင်ပါတစ်ချက်ချပေးလိုက်ခါဒီလူတွေကိုမြန်မြန်ခေါ်သွားပြီးနောက်ကမလာတော့ဖို့မှလွတ်လိုက်ပါတယ်အားလုံးပြန်သွားပြီးတဲ့နောက်ရှင်စီအားကိုကြည့်ရင်ဒိတ်ကီအားပါထိတ်လန့်နေပြီမဲ့ကောင်မလေးကပြုံးတာပြုံးပြလိုက်ပြီးအမဖြစ်သူကဒဏ်ရာတွေကိုဆေးထည့်ပေးနေတော့အတွင်းများနေတဲ့မောင်ဖြစ်သူကခဏနေကမြင်လိုက်ရတာကဘာကြီးလဲလို့မေးခွန်းထုတ်နေပါတယ်တကယ်တော့သူမှလည်းတေချာမသိဘူးလို့အမဖြစ်သူကပါပြန်ဖြေနေရပြီးသူကတကယ်ပဲဂျိုသားဖြစ်နေမလားလို့ဆိုက YouTube ပေါ်သာတင်လိုက်ရင်တေချာပေါက်နာမည်ကြီးပြီလို့ပြောနေတာကြောင့်ခေါင်းများအရိုက်ခံလိုက်ရသလားလို့အမဖြစ်သူကစစ်ဆေးကြည့်နေပါတယ်ရှင်စီယာအားသွားဖမ်းဖို့ကိစ္စကိုစတင်မလုပ်ရှားခင်ဂျိုဟွန်းကဂျန်နဲ့လာရောက်တွေ့ဆုံနေပြီးဒေါက်တာဘဲကနင်းကိုဘာလို့လမ်းခေါ်လိုက်တာလဲလို့အရင်မေးလာတဲ့ဂျန်ကခနာကျုပ်ဖောက်ထွင်းခံရတာနဲ့ပတ်သက်ပြီးသူ့ကိုတန်တရားဝင်နေတာလားလို့ဆိုပါတယ်ဂျာယုံနဲ့နောက်ဆုံးတွေ့ကြတာကဒေါက်တာဘဲပဲဖြစ်ပြီးဓာတ်ငွေကမျက်နှာဖုံးတွေတက်ဆင်လာတဲ့ဂျာယုံတို့အဖွဲ့ရဲ့လက်ချက်ပဲဖြစ်မှကြောင့်အဲ့ဒီဘွားတော်ကြီးအနေနဲ့သူ့ကိုတန်တရားဝင်နေရသလားလို့ပြောပါတယ်အဲ့ဒီမိမကြီးနဲ့တွားပတ်သက်ရင်ကောင်းလာနိုင်တာမရှိတာမို့ဘေးမှာပဲရှောင်နေလိုက်လို့ပြောတဲ့အခါအဲ့ဒီကုမ္ပဏီရဲ့နောက်မှာဘာတွေဖြစ်နေတယ်လဲဆိုတာတော့မသိပေမဲ့တာဝန်ကတာဝန်ပဲမို့သူ့အလုံးမှာဝင်မတော့ရှက်ရံမှာပြီးထွက်သွားပါတယ်တစ်ဖက်မှာတော့ရှန်ဟိုင်းဘက်ကနေရှင်စီယာရှိနေတဲ့ဂျဲကျူကျွန်းထံတရုတ်အဖွဲ့တစ်ခုကပါရောက်ရှိလာခဲ့ကြပြီးရောင်းရီတို့ကိုနောက်ကနေကူညီပေးနေတဲ့ဦးလေးကြီးရှိရာစီရောက်လာတဲ့ရုံးသူတို့အဖွဲ့ကအထဲကိုခေါ်ကတကားပိတ်လိုက်ကြပါတယ်မင်းရန်ကူပေးနေတာကိုသိတာနဲ့လက်ကောက်ဝတ်ပြုံးမယ်လို့သတိပေးထားတယ်မလားလို့ရုံးသူကမေးတော့အခုတလောခွေးလေးကြောင့်နေအတွက်ပဲဆေးရောင်းပေးနေတာလို့လိမ်ပေမဲ့ဒါဆိုအဲ့ဒီလက်တွေကအသုံးမဝင်တော့ဘူးပဲလို့ဆိုပြီးလက်ကိုဇပွဲပေါ်တင်လိုက်ခါရောင်းရီခေါ်ထားတဲ့ကောင်မလေးအကြောင်းကိုမေးရင်နောက်ကူညီလို့မရအောင်လက်ကိုတစ်ခုခုလှုပ်ထားခဲ့ပါတယ်YouTuber တွေကအခုလိုထိုင်စားပြနေုံနဲ့တင်ပတ်စံတွေအများကြီးရနေကြောင်းရှင်စီယာကိုဒေဂီကရှင်းပြနေပေမဲ့ကောင်မလေးကတော့သူတို့စားပြနေတဲ့အစားအသောက်တွေကိုဒါစိတ်ဝင်စားနေတာဖြစ်ပြီးကုန်တိုက်တစ်ခုတည်းကိုရောက်လာတဲ့အခါမှာလည်းမြင်မြင်သမျှအထူးဆန်းနေပဲဖြစ်နေတဲ့ရှင်စီယာတယောက်စံပယ်အဖြစ်ကျွေးတဲ့မုံတွေကိုလည်းတစ်ခုပြီးတစ်ခုအားရပါရလှည့်စားနေလို့ဒေဂီကနောက်ကလိုက်ဆွဲခေါ်နေရပါတယ်အဲ့ဒီချိန်ရောင်းဤထံဦးလေးကြီးစီကဘုံဝင်လာပြီးအကျိုးအကြောင်းသိလိုက်ရတာမို့ရှင်စီယာတို့နှစ်ယောက်ကိုခဏထားခဲ့ကချက်ချင်းပဲလိုက်လာခဲ့လိုက်ပါတယ်ရောင်းဤကတော့သူမကြောင့်ဖြစ်ခဲ့ရတဲ့ကိစ္စမို့စိတ်မကောင်းဖြစ်နေပြီးပြဿနာတွေဒီထက်ပိုလာနိုင်တာမို့အဲ့ဒီထူးဆန်းတဲ့ကောင်မလေးကိုမြန်မြန်ပြန်ပို့လိုက်တော့ဖို့ဦးလေးကြီးကမာလို့လိုက်ပါတယ်ဒီလိုနဲ့အပြင်ရောက်လာတော့ရောင်းဤရဲ့ကားရှိကိုတွန်းကပိတ်ရက်လိုက်ပြီးရိုးဟွန်းကဘေးကိုဝင်ထိုင်ကဘသူတွေလဲလို့မေးခွန်းထုတ်နေတဲ့ရောင်းဤဟာစကားပြောစရာရှိလို့ဖြစ်ကြောင်းပြောပါတယ်ရုံးသူကတော့သူ့ရဲ့နေအိမ်ထံပြန်ရောက်လာလို့ရုံးခန်းထဲကိုဝင်လိုက်တဲ့အခါဘေးနာကတပည့်နှစ်ယောက်ကိုရှင်းပြလိုက်တဲ့တရုတ်မအဖွဲ့ကရှင်စီယာနဲ့တွေ့ခဲ့တဲ့ရုံးသူအားကောင်မလေးရဲ့တီနီယာကိုတီးကျင်လို့ချင်းချောက်ရင်လာမေးနေပါတယ်ဟိုရင်ကမော်ဆဆန်ပြောက်ွက်တစ်ခုကြောင့်အဆိုပြိုင်ပွဲတစ်ခုမှနာမည်ကြီးခဲ့တဲ့ဂျာယုံရဲ့ဗီဒီယိုဖိုင်ကိုပြရင်ငါအမြင်မှာနင်က YouTube နဲ့မကိုက်တာကြောင့်ဒီအစီအစဉ်ကိုတွားပြန်ပြီးနာမည်ကြီးအောင်လုပ်ကြရအောင်လို့ဒေဂီကပြောနေပါတယ်ပြီးတော့သူတို့မောင်နှမနဲ့လာနေပြီးထမင်းလဲကျွေးထားရတာမို့ထမင်းဘိုးလောက်တော့ရှာပေးရမယ်မလားလို့ဆိုနေရင်အရှင်းမဆိုတတ်ဘူးဆိုတဲ့ကောင်မလေးအားအဲ့ဒါကခဏလောက်လေ့ကျင့်လိုက်တာနဲ့အဆင်ပြေသွားပါမို့ဂျာယုံလို့မော်ဆန်တဲ့တစ်ခုခုလောက်မလုပ်တတ်ဘူးလားမေးပါတယ်ဘာမှစိတ်ဝင်စားဖို့မပေါက်နေတဲ့ရှင်စီအားကိုပြီးသားအကြီးကြီးအပြင်ကြက်ကြော်ရောစပါဂက်တီပါဝယ်ကျွေးမယ်လို့ဆွဲလိုက်တော့ကောင်မလေးကအပြုံးလေးတစ်ချက်နဲ့လမ်းကြည့်နေချိန်ဒေဂီရဲ့အနောက်မှာပစ္စည်းတွေကမိုးပေါ်ကိုရောက်နေပါတယ်ဘာမှမသိသေးတဲ့ဒေဂီကတော့အဲ့ဒီလိုပြုံးခိုင်းတာမဟုတ်ဘူးလို့ဆိုနေတော့ခြံဝင်းထဲမှာရှိတဲ့ပစ္စည်းတွေရောအကောင်လေးတွေကိုပါမိုးပေါ်မြတ်ပြလိုက်တာမို့အံ့ဩတကြီးဖြစ်နေစဉ်ဘေးနာကအင်တာနက်တိုင်ကြီးပါပြုတ်ထွက်တော့မလို့ဖြစ်နေတာကြောင့်အမြန်ပြန်ချခိုင်းလိုက်ရပါတယ်အဲ့ဒီချိန်ရောက်မှရောင်းဤကဦးလေးကြီးစီကနေပြန်ရောက်လာတာဖြစ်ပြီးလက်ခွဲကန်းကနေထွက်သွားတဲ့ရှင်စီအားရဲ့ CCTV မှတ်တမ်းကိုပြလာတဲ့ဂျိုးတို့ကအဲ့ဒီကောင်မလေးဟာတာမန်လူမဟုတ်တာမို့မိသားစုဝင်တူဦးတက်တာရှိတော့တဲ့မောင်ဖြစ်သူကိုပါမထိခိုက်စေခြင်းအခုအဆပြီးသူပြောတာကိုနားထောင်ဖို့မလိုက်တဲ့စကားတွေကိုပြန်မြင်အောင်နေပါတယ်အဲ့ဒီညကဂျဲကျူကျွန်းမှာမီရှူမီပန်းပွဲတော်ရှိနေတာဖြစ်ပြီးဂျိုဟွန်းတို့ကအခြားအေဂျင့်နှစ်ယောက်ထပ်ခေါ်လာကမီရှူမီပန်းဖောင်းနေတဲ့အတော်တွင်စုံမတတ်နိုင်ရင်အတန်တွေကြောင့်ရဲတွေနဲ့ဒေသခံပြည်သူတွေရောက်လာမှဖြစ်ကြောင်းမှာနေပါတယ်ရောင်းရီကိုလည်းသူတို့စစ်စစ်ရေးမစတင်ခင်မောင်ပြည်သူကိုခေါ်ထုတ်ကအပြင်ကိုအမြန်ထွက်သွားဖို့မှာထားတာဖြစ်ပြီးအဲ့ဒီချိန်တစ်ဖက်ကတရုတ်မအဖွဲ့ကလည်းရောင်းရီတို့နေအိမ်တန်းဥတီလာနေကြပါတယ်။စားရင်တောက်ရင် TV အတူကြည့်နေကြတဲ့မောင်ဖြစ်သူနဲ့ရှင်စီအာတို့ကိုကြည့်ရင်ရောင်းရီကဘာလို့ရမှန်းမသိဖြစ်နေတော့ခဏနေမီရှူမီပန်းနေဖောက်မှကြောင့်အပေါ်ကိုသွားကြည့်ဖို့ဒေဂီကကောင်မလေးကိုဆွဲခေါ်နေတဲ့အချိန်မောင်ဖြစ်သူကဝင်တားလိုက်ကရှင်စီအာကိုမြန်မြန်ထွက်ပြေးတော့ဖို့အတိပေးလိုက်ပါတယ်။ရိုဟွန်းတို့အဖွဲ့ကကောင်မလေးကိုနှိမ်နှင်းဖို့လက်နက်ကြီးတွေနဲ့အစင်နဲ့စောင့်နေကြချိန်တစ်ဖက်မှာနေအိမ်ထံဝင်လာတဲ့ကားတန်းကြီးကိုတွေးလိုက်ရပြီးတရုံကအဖွဲ့ကိုပါခေါ်လာတဲ့ရုံးသူတို့အဖွဲ့ဖြစ်နေပါတယ်။ထပ်မလာတော့ဖို့ပြောထားတယ်မလားဆိုပြီးရောင်းဤကဖခင်ရဲ့တနက်ကြီးနဲ့ထွက်လာချိန်ဖပ်ပြေးဖို့လမ်းကိုကောင်မလေးအားလိုက်ပြနေတဲ့ဒေဂီကမြန်မြန်သွားတော့ဖို့ပြောရင်ထပ်တွေးကြမယ်ဆိုပြီးဆက်ဆက်ပြင်လာခဲ့ဖို့မှလွတ်လိုက်ပါတယ်။
ရုံးတို့ကဟိုကောင်မလေးဘယ်မှာလဲလို့မေးတော့ဘယ်ကောင်မလေးလဲလို့မသိကြအောင်ဆောင်ပြီးပြန်မေးနေတဲ့ရောင်းရီအားပါလာတဲ့ရှော့ကန်ကြီးနဲ့လမ်းပစ်လိုက်ပြီးဖြစ်ပြီးခေါင်မိုးထဲမှာကောင်မလေးတယောက်ပဲရှိတာကိုတီးသွားပြီးချင်းဟိုဘဲတွေကလက်နက်ကြီးနဲ့လမ်းထိုးလိုက်ပါတယ်အဲ့ဒီလိုပြစ်လိုက်ပြီးနောက်ကောင်မလေးကခြေရခံသက်ထဲမှာတောင်မရှိတော့ပဲဂျိုဟွန်းတို့အဖွဲ့တွေကတနက်သမားနဲ့တရုတ်မအဖွဲ့တွေကတယောက်တို့ကအရင်တိုက်ခိုက်ကြပါတယ်မီရှူမီပန်းနေအတန်ပေါင်းစုံဖောက်နေတဲ့ကြားမှာတနက်သမားကအဆုံးသတ်ခံလိုက်ရပြီဖြစ်ပြီးအသက်မဲ့သွားတဲ့အမားဖြစ်သူကိုပွေ့ချင်ရင်ငိုကြွေးနေတဲ့ဒေဂီကိုပါရုံးသူကတတ်တော့မလို့လုံနေတော့ဂျိုဟွန်းကလမ်းပစ်လိုက်ပါတယ်ရုံးသူရဲ့တပည့်တွေကိုတော့တရုတ်မအဖွဲ့ခေါင်းဆောင်ကပဲအဆုံးသတ်ပေးလိုက်ပြီးဂျိုဟွန်းတို့နှစ်ယောက်ကတနက်နဲ့အဆက်မပြတ်လိုက်ပြစ်နေတဲ့ကြားကနေဝင်လုံးလာတဲ့တရုတ်မတယောက်အားပစ္စတိုနဲ့ပဲအဆုံးသတ်ပေးလိုက်ပါတယ်အဲ့ဒီချိန်အခုထိမတည်သေးတဲ့ရုံးသူကဒေဂီကိုလမ်းပစ်တတ်ဖို့လုပ်နေတာမို့ဂျိုဟိုးကဝန်ခံပေးလိုက်ပေမဲ့အနီးကပ်ပစ်လိုက်တဲ့ရှော့ကန်ရဲ့ပြင်းအားကြောင့်ပေါင်လေးကိုလည်းဖောက်မှန်သွားခဲ့တာဖြစ်ပါတယ်လက်နက်ကြီးထိမှန်ကတောင်ထိပ်ထိလွင့်ဆင်သွားတဲ့ရှင်စီယာတယောက်သတိပြန်ရလာချိန်ဒေဂီလိုက်ပြခြင်းနေတဲ့မီရှူမီပန်းတွေကိုတစ်ချက်လမ်းကြည့်လိုက်ပြီးသူမကိုကျင်ကျင်နာနာဆက်ဆံပေးခဲ့မှုတဲ့မောင်နှမနှစ်ယောက်ကအထွေးထဲမှာပေါ်လာပါတယ်အဲ့ဒီချိန်တနတ်သမားကိုအဆုံးသတ်ပြီးတရွတ်တိုက်ဆွဲခေါ်လာတဲ့တရုတ်မတယောက်ကသူတို့ရဲ့ပြစ်မှတ်ကိုတွေးလို့ဝမ်းသာအားရနဲ့ပြေးတက်ဖို့ကြိုးစားပေမဲ့ရှင်စီယာကဘယ်သူနဲ့မှမတူတဲ့ level တစ်ခုမှရောက်နေတာကြောင့်သူသားနဲ့သူအဆုံးသတ်ခံလိုက်ရပါတယ်အပြစ်ကင်းစွာဘဝကိုအေးချမ်းစွာဖြတ်သန်းနေတဲ့ရောင်းရီတို့မောင်နှမနှစ်ယောက်လေးကတော့မတမာသူတွေရဲ့လက်ချက်ကြောင့်အသက်မဲ့သွားခဲ့ရပြီဖြစ်ပြီးစိတ်ထွက်သွားတဲ့ဂျိုဟွန်းကရုံးသူကိုသွားအဆုံးသတ်ဖို့လုပ်ပေမဲ့တရုတ်အေဂျင့်တစ်ယောက်ကဝင်တိုက်ခိုက်လာတာကြောင့်ဂျိုဟွန်းတို့နှစ်ယောက်လုံးအလဲလဲအပြိုပြိုဖြစ်ကုန်ကြချိန်ခဏနေကအဆုံးသတ်ပေးလိုက်တဲ့ကောင်မကိုတရုတ်တိုက်ဆွဲခေါ်ရင်ရှင်စီယာကရောက်လာခဲ့ပါတယ်ရောက်လာတာနဲ့တမ်းမြင်လိုက်တာကအသက်မဲ့နေပြီဖြစ်တဲ့ရောင်းရီတို့မောင်နှမနှစ်ယောက်လေးကိုဖြစ်တာကြောင့်ဘေးနားမှာတရုတ်တိုက်သွားနေရတဲ့ရုံးသူရဲ့လက်ချက်ဆိုတာသိနေတာနဲ့ခြေထောက်တစ်ချောင်းကိုသွားနှင်းကြိုးလိုက်ပါတယ်စိတ်ကထွက်နေတဲ့ကြားဘေးနားမှာလာအားချောင်နေတဲ့တရုတ်အေဂျင့်နှစ်ယောက်ကိုလည်းစိတ်ရှိတိုင်းနေလှုပ်ချိုးနေပြီးအဲ့ဒီလိုလုံနေရင်းကနေရုံးသူရဲ့ခြေထောက်နောက်တစ်ချောင်းကိုလာနှင်းကြိုးပြန်ပါတယ်ရှင်စီယာရဲ့အကြည့်တစ်ချက်နဲ့တင်တရုတ်အေဂျင့်တွေကဘာမှလုပ်လို့မရဖြစ်နေကြပြီးအခုထိလက်မလျှော့နိုင်ဖြစ်နေသေးတဲ့တယောက်ကိုတော့အဆုံးသတ်မလားဖြစ်အောင်လုပ်ပေးလိုက်ပါတယ်။ကြံနေသေးတဲ့တရုတ်အေဂျင့်ခေါင်းဆောင်ကသူမအလှည့်ပဲကြံတော့တာကြောင့်အထိတ်တလန့်ဖြစ်နေတော့အောက်မှာကားတစ်စီးနဲ့ရောက်လာတာကအတော်ကြာပြောင်းနေတဲ့ဂျာယွန်းဖြစ်နေပြီးနေလာပြီးပေါ့လို့တရုတ်မကဝမ်းသာအားရပြောနေပေမဲ့မတွေ့ရတာကြာပြီလို့ရှင်စီယာရဲ့ဘက်ကိုပဲလဲပြောလိုက်ပါတယ်။အဲ့ဒါကြောင့်နှစ်ယောက်ကအသည့်တွေလားလို့ထားမေးနေတဲ့တရုတ်မအားသူ့ညီမကိုရှာပဲရှာခိုင်းတာဖြစ်ပြီးဘယ်တော့ကတတ်ဖို့ပြောလို့လဲဆိုတာအဲ့ဒီကောင်မကိုပါအဆုံးသတ်ပေးလိုက်ပါတယ်ပြီးတာနဲ့ညီမဖြစ်သူအနာကတ်သွားပြီးသူတို့တွေကတရုတ်ရှန်ဟိုင်းဘက်ကနေနင်းကိုရှာဖို့လွတ်လိုက်တဲ့သူတွေဖြစ်ကြောင်းနဲ့အဲ့ဒီတုန်းကသူမရဲ့အခြေအနေကနင်းပေါက်ခွဲလိုက်ရင်ရှင်နိုင်သွဲမရှိတာကြောင့်အခုညီတောင်းလိုက်တာလို့ရှင်းပြပါတယ်ပြီးတော့ဌာနချုပ်ကိုတရုတ်အေဂျင့်တွေဝင်ရှင်းတော့ကနင်းဘက်ကဘာမှတုံ့ပြန်မှုမရှိခဲ့တာကြောင့်သူညီမအရင်ဟုတ်ရဲ့လားလို့တောင်တွေးမိခဲ့ပြီးအသက်ရှင်လျက်ထွက်လာနိုင်ခဲ့တာကိုတွေးတော့မှသူညီမအရင်ဆိုတာတေချာသွားကြောင်းပြောပြပါတယ်ဂျာယွန်းအဲ့ဒီဌာနချုပ်ကိုဖောက်ထွင်းခိုင်းနေဆိုတာကသူညီမကိုကယ်ထုတ်ဖို့ဖြစ်ပြီးဘာလို့သူမကိုကယ်ထုတ်ချင်တာလဲလို့ရှင်စီယာကမေးတော့အမေကိုတွေးရဖို့ဆိုငါလည်းနင်းကိုလိုသလိုနင်းလည်းငါ့ကိုလိုအပ်တယ်လို့ပြောပြပါတယ်ပြီးတော့နင်းနဲ့အမေနဲ့ကဆက်သွယ်လို့ရကြောင်းလူတစ်ယောက်စီကတီးခဲ့ရကြောင်းဂျာယွန်းကပြောပြရင်အမနဲ့အတူပြန်ကြရအောင်လို့ခေါ်တော့ဘေးနားမှာအသက်မိတ်နေတဲ့မောင်နှမလေးနှစ်ယောက်အနားကိုကတ်သွားပါတယ်အဲ့ဒါကိုကြည့်ရင်စိတ်မကောင်းဖြစ်နေတဲ့ညီမဖြစ်သူကိုမေးခွန်းထုတ်နေတော့ကက်တင်ဂျင်နဲ့လိုပဲတခုနဲ့တုတ်ပြန်လာတာကြောင့်တယောက်တော့ဖြစ်နိုင်တယ်ဆိုပေမဲ့ပုံမှန်လူဖြစ်တော့နေသွားလို့ရတော့မှမဟုတ်တာမို့အဲ့ဒီစားလူသားအဖြစ်နဲ့ပဲတည်ဆုံးသွားတာမကောင်းဘူးလားလို့ပြောပြပါတယ်ဘာတခုမှတုံ့ပြန်မလာတော့ပဲဘေးနားမှာဒူးလေးတုပ်ရင်အတွေးများနေတဲ့ညီမဖြစ်သူကိုမေ့သေးထိုးထည့်ပေးလိုက်ပြီးအမနဲ့တူအမေစီသွားကြရအောင်လို့ဆိုကထွက်လာလိုက်ကြပါတယ်တစ်ဖက်ကဒေါက်တာဘဲတို့စီမှာတော့အမျိုးသမီးတယောက်ရဲ့ပုံတူပကြီးကိုဆွဲနေရင်ကလေးတွေပြန်ဆုံသွားကြပြီဖြစ်တာကြောင့်သူတို့အမေကိုလာရှာတော့မှလို့ဘေးနားကတတော်ဆောင်ကောင်မလေးကိုပြောပြနေရင်ငါတို့လည်းပြင်ဆင်တရားရှိတာပြင်ဆင်ကြရအောင်လို့ဆိုနေပါတယ်ဒေါက်တာဘဲတို့စမ်းသပ်မှုအားလုံးရဲ့မူလဗီဇပိုင်ရှင်လည်းဖြစ်ဂျာယွန်းတို့ညီမနှစ်ယောက်ရဲ့မိခင်လည်းဖြစ်တဲ့အမျိုးသမီးကိုတော့တကယ်အလုံးစုံဆုံးတနေရာမှာချုံနှောင်ထားတာဖြစ်ပြီးဇလန်ရဲ့လက်ဝက်ချက်အားလုံးကလာမဲ့အပိုင်းသုံးမှာပါဝင်လာခဲ့မယ်လို့မျှော်လင့်ရပါတယ်ခင်ဗျာတည်သွားပြီလို့နဲ့သတိပြန်လည်လာတဲ့တွန်တယောက်သူ့ရဲ့ခေါင်းဆောင်ဂျုံဟွန်းနားသွားကဒီလိုမထွက်သွားပါနဲ့လို့အော်နေတော့ငါသာတည်သွားရင်မင်းခေါင်းဆောင်ဖြစ်သွားမှာပို့ဆိုပြီးသတိပြန်လာပါတယ်။ရောင်ဝီတို့မောင်နှမနှစ်ယောက်လေးကိုပါဂျာယွန်းကခေါ်တင်ပေးသွားတာဖြစ်ပြီးသူတို့ကိုမီအောင်လိုက်မရမယ်ဆိုတဲ့ဂျုံဟွန်းကတွန်စီကဖုန်းကိုတောင်းယူကဂျန်ရဲ့စီဆက်လိုက်ပေမဲ့ဂျန်တို့ကနောက်ကအိမ်ခေါင်မိုးပေါ်မှာရောက်နေကြပါတယ်။နောက်ထပ်မတွေ့တော့ဘူးလို့တွေးထားပေမဲ့အခြေအနေတွေကပြောင်းလဲသွားတာကြောင့်ကိုညီမနှစ်ယောက်ကိုဖမ်းဖို့အကူအညီထောက်ပံ့ပေးဖို့ပြောတဲ့အခါငါကမင်းကိုဘာလို့ကူညီပေးရမှာလဲလို့ဂျန်ကတုံ့ပြန်တာကြောင့်ဒီတိုင်းဆက်လွတ်ထားလိုက်တော့မှလားလို့ဒေါသတကြီးမေးခွန်းထုတ်ရင်ဖုန်းကိုပစ်ချလိုက်ပါတယ်
ဒီတော့မှဂျာယွန်းတို့ညီမနှစ်ယောက်သွားမဲ့နေရာကိုတည်ထားပြီးပြီမို့စိတ်အေးထားရန်ဂျိုဟွန်းကိုလမ်းပြောလိုက်ရင်အပိုင်းသုံးကိုမျောဖို့အကြောင်းဖန်လာပြီးပဲဖြစ်ပါတယ်ခင်ဗျာ